နောက်တော့ခုကုမ္ပဏီသမားတိုင်းမကင်းတဲ့ memory stick အသုံးချပုံလေးကိုလေ့လာကြမယ်နောက်တော့ memory stick ကိုကုမ္ပဏီမှာထိုးပြီးတော့ byte စစ်ကြည့်မယ် memory stick ထဲရ data တွေကိုကုမ္ပဏီထဲကိုထည့်မယ်ကုမ္ပဏီထဲရ data တွေကို memory stick ထဲကိုထည့်မယ်ဒါပေမဲ့ memory stick ကိုကျွန်တော်တို့ format ချတာလေးလေ့လာကြည့်အောင်နော်ကျွန်တော်တို့ဒီ notification area နားလေးနာရီနားလေးကိုကျွန်တော်သတိထားကြည့်မယ်နော် stick တစ်ခုထိုးလိုက်ရင်အဲ့ဒီနေရာကနေတက်လာလိမ့်မယ်ဟောနောက်တစ်ခုတိုးလာပြီဒါ Microsoft Windows ရဲ့ကျွန်တော်တို့ scan ဖတ်တဲ့ဟာကျွန်တော်တို့ပိတ်လိုက်မယ်ဒါပြီး auto play တက်လာအောင်မဖွင့်နဲ့တရားနေ open folder တို့ပြပိုင်မဖွင့်နဲ့ဘာကြောင့်လဲဆိုတော့အဲ့ဒီထဲမှာ virus ရှိခဲ့ကုမ္ပဏီထဲကိုတန်းဝင်သွားမှာနော်အဲ့တော့ကျွန်တော်တို့ဒီဘက်ကမှာကုမ္ပဏီကိုဖွင့်မယ်ဟောဒီမှာ stick ကိုတွေ့ပြီ stick ပေါ်တော့ right click နေမယ်ရင်းနှီးကျွန်တော် stick တွေကို virus ပါမှာစစ်ကြည့်မယ်ပေါ့နော်တော့ Microsoft Security Essential တင်ထားတော့သူနဲ့ပဲ scan ဖတ်လိုက်မယ်ဟို virus တွေစစ်နေပြီပေါ့နော်ကျွန်တော်တို့က memory stick ဟာဒီ virus ဝင်ဖို့အခွင့်အလမ်းများသော media device ဖြစ်တယ်အဲ့ဒါကျွန်တော်တို့ memory stick ကိုလုံးဝယူညီစိတ်ချမှုမထားပါနဲ့ဒီ memory stick ကြောင့်လည်း data ပေါင်းများစွာပျက်စီးခဲ့ပြီးပါပြီဟုတ်တယ်နော်ဘယ်လိုလဲဆိုတော့ကျွန်တော်တို့က internet ဆိုင်တွေတို့ဓာတ်ပုံဆိုင်တွေတို့ကနေကျွန်တော်တို့ရဲ့ data တွေကိုအပို့ယူလုပ်ကြတယ်အဲ့ဒီမှာသူတို့ထဲမှာ virus ပါခဲ့တယ်ဆိုရင် memory stick ဆိုတာတစ်ခါတည်းတန်းဝင်တာဝင်သွားတယ်ကိုယ့်ရဲ့ကွန်ပျူတာကိုထိုးလိုက်ရင်တစ်ခါတည်းထိုးရနေ auto run တွေ run ပြီးတော့တစ်ခါတည်းဒီ C ထဲကိုတစ်ခါတည်း virus ကပြေးကပ်ပြီးတော့ DHC အားလုံးကိုငါးပေါက်မှောက်အောင်6ချအောင်သူကလုတ်ပလိုက်တယ်ကျွန်တော်တို့ရဲ့ program တွေကလည်းအားလုံးကခိုင်းတဲ့အတိုင်းမဟုတ်တော့ဘူးစက်ကြီးကလည်းလေးလာတယ်ဟုတ်ပြီနော်အဲ့တော့ memory stick ထိုးမဲ့အခါမှာအများအားထိုးပြီးချင်းရှိတဲ့ antivirus တစ်ခုခုနဲ့ scan ဖတ်ဖို့မပြင်းပါနဲ့ဟုတ်ပြီတော့ကျွန်တော်တို့သုံးနေကြဒီ antivirus software တွေကိုလည်းတစ်ပတ်တစ်ခါ update လုပ်ဖို့လည်းမပေါ့ပါနဲ့ဟုတ်တယ်နော်ကျုပ် virus တွေကရန်ကိုနည်းပညာမြင့်လာပါတယ်ကျွန်တော်တို့ကုမ္ပဏီလောကရဲ့ဝင်ခါသားဆိုရင် virus တွေက EAC view ပြောင်ကြီးတွေနဲ့ auto run တော့ IL view ပြောင်ကြီးတွေနဲ့လာတယ်အဲ့ကျွန်တော်တို့ရှားတာလွယ်တာပေါ့ဗျာကျွန်တော်မှဒါ virus ဆိုတာ Joomla စာအုပ်ထဲမှာတော့ရေးခဲ့တယ်အဲ့ဒီမှာကျွန်တော်တို့ virus တွေပေါ့နော်ခုခေတ်ကြတော့အခု2012မှာ virus တွေရဲ့လှုပ်ဆောင်မှုကဟိုးအရင်တော့နဲ့မတူတော့ EAC ပြူးပြူးကြီးတွေနဲ့မလာတော့ဘူး auto run တော့ IL ပြူးပြူးကြီးတွေနဲ့မလာတော့ဘူး easy ကလေးရရပြီးတော့ကြနာညစ်ပတ်တဲ့နောက်ကနေဟိုဟာဖြစ်တဲ့ဆိုဟိုဟာ virus တွေဖြစ်လာတယ်အရင်မြင့်လာတယ်ပေါ့နော်အင်တာနက်နဲ့ချိတ်လိုက်တာနဲ့လဲတန်းဝင်တော့တာပဲအဲ့လိုပုံစံတွေဖြစ်လာဟိုဘယ်လိုပြောမလို့ဒီ virus ကိုသွားပြီးတော့ default click နေစရာ run နေစရာမလိုတော့ဘူးစတေထိုးတာနဲ့တခါတည်းဝင်ပြီးသားပဲသူရဲ့ system စနစ်ကเนาะအဲ့လိုဖြစ်နေတယ်အဲ့ဒီတော့ကျွန်တော်တို့ကဒီအဲ့ဒီ memory stick တွေသုံးချအောင်ခြာနေကိုကျွန်တော်တို့စနစ်တကျလေ့လာသင်ယူမှပဲဖြစ်တော့မှာเนาะအဲ့ဒီတော့ကျွန်တော်ဘယ်လိုပြောရမလဲဆိုတော့ memory stick ကိုကျွန်တော်တို့ virus ရှိမရှိအမြဲတမ်းစစ်နေမယ် antivirus တွေအမျိုးမျိုးနဲ့စစ်မယ်နောက်ပြီးတော့ကွန်ပျူတာတိုင်းမှာလည်း antivirus တစ်ခုခုကိုခံထားရမယ်ရင်းတော့ဆိုရင်ကျွန်တော်တောင်မှ antivirus နဲ့သိမသုံးဘူးဗျဒီလုံးဝဒီ manual ပဲသုံးတယ်ပေါ့နော်ဆက်ကို virus စစ်လဲဆိုတော့ကိုယ့်ဘာသာကိုယ်ပဲမျိုးလုံးနဲ့လိုက်ရှာတယ်ပေါ့တွေးတဲ့ဟာ virus ဆိုရင်တက်ပလိုက်တယ်ပေါ့နောက်ပိုင်း watermark EAC ကစပြီးတော့ကျွန်တော်ဒီ antivirus system တခုကိုသုံးမှရတော့မယ်ဆိုသိလာတယ်အဲ့ရနဲ့ကျွန်တော် Microsoft Security Essential လေးကိုစမ်းကြည့်တဲ့အခါမှာအတော်လေးဆင်ပြေတာကိုတွေ့ရတယ်သူက Kaspersky တို့လိုမျိုး Bitdefender တို့လိုမျိုး key ဒုက္ခလည်းမရောက်ဘူးသူက free ဖြစ်တယ်ပေါ့နော်နောက် Africa လည်း Microsoft website ကနေပုံမှန်တစ်ပတ်ကချပေးတာဖြစ်တဲ့အတွက်သူကအတော်လေးဆင်ပြေနေတာကိုတွေ့ရတယ်Microsoft Security Essential ကိုကျွန်တော်အခုလက်ဆွဲအနေနဲ့သုံးနေတယ်ပေါ့နော်အရင်တော့ကျွန်တော်ဒီဘက်နဲ့သုံးဖို့ညှင်းဆန်တယ်ကျွန်တော်တို့ manual သမားတွေလေ virus ဆိုတာကျွန်တော်ဂျိုနေလားလို့တော့ပြောထားတာဆိုတော့ဘာ antivirus မှမသုံးကိုယ့်ဘာသာကိုနင်လားဟဲ့ virus ဆိုပြီးလိုက်ရှာပြီးဖြတ်တဲ့ကောင်နောက်ပိုင်းကျတော့ virus တွေကမြင့်လာအဲ့လိုမရတော့လုံးဝဟို software တစ်ခုခုကိုသုံးပြီး software နဲ့ update လုပ် update ပုံမှန်လုပ် scan ဖတ်မှာပဲအဲ့ဒါရတော့မှာဟုတ်တယ်နော်အဲ့ဒါကကိုယ်ကွန်ပျူတာထဲမှာ detail ထဲမှာရှိတဲ့ data လေးတွေကိုအရေးကြီးသလိုမကြာခဏ DVD နဲ့ဘန်းပေးဒါမှမဟုတ် external hard disk ကိုထည့်ပေးပေါ့နော်အခုဆိုတာစစ်ပြီးသားပြီ virus မတွေ့ဘယ်တွေ့မှာတော့ virus မှာမရှိတာဘူးဟဲ့အခုကျွန်တော်ဒီဟာကြီးကိုဒီ stage ကြီးကိုကျွန်တော်တို့ကဒီset data တခုကိုကြိုက်တယ်ပေါ့နော်ဆိုတော့ noise well လေးကိုကြိုက်တယ်အဲ့ဒါ noise well လေးကိုကျွန်တော်တို့ဒီ noise well လေးကိုကျွန်တော်တို့ copy ယူလိုက်မယ်ပေါ့နော်copy ယူလိုက်မယ် copy ပြီးတော့ကျွန်တော်ဒီထဲကကျွန်တော် software ထဲမှာသွားထည့်လိုက်မယ်ပေါ့နော် software installer ထဲမှာကျွန်တော်သွားထည့်လိုက်မယ် paste ဒါလည်းရှိပြီးသားအဲ့ဒါဆိုရင် e ထဲကိုကျွန်တော်သွားထည့်လိုက်မယ် paste ဒီမှာရောက်သွားပြီနော်အဲ့လိုမျိုးပါပဲတော့ click right click နေ copy you paste ပဲ format ချမယ်ဆိုရင်သူ့ပေါ် right click နေနောက် property ကိုကြည့်မယ် property ကနေကျွန်တော်ကဒီမှာ
2ဒါကသူ့ရဲ့ sum ဆက်နေရာကျွန်တော်ကြည့်ရပါနော်ကျွန်တော် right click နှိပ်ပြီးတော့ကျွန်တော်သူ့ကို format လို့ပြောလိုက်မယ်နော် format f4 format ဆိုတော့အော်မတကယ်ချမှာလားတဲ့နော် location file size ကိုကျွန်တော် default ပဲထားလိုက်မယ် code format ကို manage တာမယ်နော်ကျွန်တော် stack ကိုနှိပ်လိုက်မယ်ဒါကျွန်တော်တို့က format ချတာ format ချလိုက်ရင်ဒီ state ထဲမှာရှိမြတဲ့နေရာတွေအကုန်ပြတ်မှာနော်အကုန်ပြတ်မှာနော်format ဆိုတာလွယ်မမှတ်နဲ့ format ရိုက်တယ်ဆိုတော့အကုန်ပြတ်တာရယ် stack ကိုနှိပ်လိုက်မယ် format ကမင်းတကယ်ပြတ်မှာနော်တဲ့1နီးတဲ့သတိပေးရတယ်တဲ့ formatting will erase all data on this date to format click OK format ချရင်တော့ OK နှိပ်တယ်အဲ့တော့ဒါကိုကျွန်တော် OK နှိပ်လိုက်မယ်format complete တဲ့ format ချတာ complete ဖြစ်သွားပြီနော် close နှိပ်လိုက်အောင်နော်ခုန state ထဲကိုပြန်ဝင်လိုက်မယ်ခုန data တွေမရှိတော့ right click နှိပ် property ကြည့်အလွတ်ကြီးဖြစ်သွားပြီအဲ့နော်ဒါကျွန်တော်တို့ format ချခြင်းအောင်ရပြီနောက်ပြီးတော့ memory stick ကိုကွန်ပျူတာဖြုတ်တဲ့အချိန်မှာဒီတိုင်းဆွဲဖြုတ်လို့မရပါဘူးသူ့ရဲ့ icon လေးပေါ်ကိုတစ်ချက်တောက်ပြီးတော့ဒီလိုမျိုး EJS flash drive လေးကိုကျွန်တော်တို့နှိပ်မယ်ပေါ့နော်အဲ့လိုနှိပ်ပြီးမှ save to remove hardware ဆိုတာလေးဖြစ်ပြီးဆိုမှဒါလည်းဒီကနေဖြုတ်လို့ရမှာဖြစ်ပါတယ်ဒါမှသာလည်းကျွန်တော်တို့ကစနစ်တကျဖြုတ်တယ်လို့ခေါ်ပါတယ်နော် okay